အဲ့ဒီခံစားချက်ကိုပြန်ရမှာဆိုလို့ဟိုထွက်ပြီးကြရနားမထောင်တော့ဘူး။ အော်အဲ့လိုလုံးဝနားမထောင်တော့ဒီတချင်းကအဲ့ဒါဆိုရင်ဆက်စချင်းကဘယ်သူနှုတ်ဆက်လန်းခွဲကရေးတာ15မိနစ်ပဲကြာတယ်15မိနစ်ပါဟုတ် အဲ့ဒါကိုတက်တန်း6နှစ်ရှိပြီဆက်စချင်းဆိုတာဒီတချင်းလေးရဲ့ original artist ကညီမလေးစုလိုင်းရဲ့ညီလေးဂျေဆန်ရဲ့ပေါ့ပြီးတော့မှကိုဖြိုးပြစုံရဲ့ကိုကောင်းရဲ့ပြင်ဆိုတယ်အခုဟိုမိန်းကလေးတယောက်တည်း version အနေနဲ့ကကျွန်တော်တို့မကြခင် surprise အနေနဲ့ပေါ့နော်အတန်ပါဝါအရင်ကောင်းတယ်ပြီးတော့ပရိသတ်ဒီချင်းထဲမှာဟိုရှိထားပြီးသားညီမငငယ်တေးသေးလေးတယောက်ပေါ့နော်နဲ့ပြန်ပြီးဖန်တီးဖို့ပြင်ဆင်နေပါတယ်လို့ဟုတ်နာမည်ကဘယ်နှလုံးလောက်ဖြစ်လေးလုံးနာမည်လေးလုံးလို့ဆိုတော့တိုင်းသူလေးပေါ့အဲ့ဒါဆိုရင်ဒီတချင်းလေးကိုပြန်နှားထောင်တဲ့အခါမှာကိုယ့်ရဲ့အရင်တော့ခန်းစားချက်ကိုပြန်ရသွားစေလားပြန်အဲ့ဒီခံစားချက်ကိုပြန်ရမှာဆိုလို့ဟိုထွက်ပြီးကြရနားမထောင်တော့ဘူး။အော်အဲ့လိုလုံးဝနားမထောင်တော့ဘူးဟုတ်တယ်အဲ့ဒါဆိုရင်ဟိုပါလဲဒီကိုအင်တာဗျူးနေဘယ်လိုလဲသူနောက်ဆုံးသူနဲ့တူတဲ့ဟိုတယောက်ကိုတော့ပြမယ်နော်ဖြေးချုံကသူနဲ့အရန်တူတဲ့တယောက်တည်းမှရှိပါတယ်စိတ်ကြိုက်ထားရလေအခုနှိပ်တာနှိပ်တာဟုတ်ပါတော့မှာ